I got band 7 just in 2 months. My teacher, she guided me throughout the process, and one thing that I really appreciate was that the members of Speak Easy, they created weekly lesson plans specifically designed on my special needed skill. So it was amazing experience. တော်လေးကိုဖြစ်မိဆိုတော့ဒီ space institute ကိုမရှာခင်တည်းကတခြားအကြောင်းတွေရှာတယ်လုံးဝကိုယ်နဲ့စိတ်တိုင်းကြမတွေ့ဘူးကွာမတွေ့တော့ဒီအကြောင်းနဲ့တွေ့မှာပဲစိတ်တိုင်းကြတွေ့တော့အဲ့တော့ဒီဖြစ်သွားတာတော့ဒီပြီးတော့လို့ရှိရင်ကျောင်းတော်တွေထိုင်နေကျောင်းလျှောက်ပြီးနေပေါ့နော်ကျောင်းလေးလျှောက်ပြီးနေပြီးတော့တရားပါဖြစ်အောင်လေလူပေးမယ်ဆိုပြီးတော့အင်းတိုင်းနေတဲ့ခါမှနေနေတယ်အဲ့ဒါမျိုးတော့တော့လည်းလျှောက်ပြီးပါဖြစ်ပါရအားလားလေအခုကတားတဲ့ကောင်ဘယ်လောက်ရရမယ်ဆိုပြီးတွေးထားတယ်60ရရမယ်ဆိုပြီးSCI မှာပေးရတဲ့သင်တန်းကြီးနေပေါ့နော်ပြန်ရတဲ့ education quality service quality ကတန်တယ်လို့ထင်လားအစီကြီးရလို့ထင်လားဘယ်လိုမြင်လဲရှင် honest review လေးပေးပေးပါတက်တဲ့အတန်းတစ်ခုကိုညီမပေးရတဲ့စီးနေဆိုရင်တော့ဟုတ်မစိုးဘူးလို့ညီမကတော့မြင်နေပေါ့မှာဘာလို့လဲဆိုရင်ဟိုတခြားဒီမှာဒီ level up course တွေဆိုလို့ရှိရင်လည်းတခြားကျောင်းတွေမှာဆိုရင်တော့ဟို level တစ်ခုစီကိုယူရဲဈေးတွေကလည်းနည်းနည်းတော့များတယ်လို့ကြားရပေါ့နော်အဲ့တော့ကျတော့ညီမစိတ်ထဲမှာညီမဒီအတန်းကိုတက်လိုက်ရတဲ့ဒီဈေးနဲ့ဆိုရင်တော့ပြန်ရတဲ့ဒီ customer service ရောပြီးလို့ရှိရင်ဒီ cherry နဲ့တေချာလေးတင်လာရတဲ့အပိုင်းတွေမှာဆိုရင်တော့ညီမကတော့အဆင်ပြေရလို့ထင်ပါတယ်မှာဟုတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်အဆင်ပြေလို့ထင်တာအမတွေကတော့နည်းနည်းတွေ့လို့ရှိရပေါ့နော်ဒီဈေးလောက်ကြီးတယ်မဆန်ဘူးပြီးတော့လိုအပ်ချက်တွေပေါ့ sporting page PCP ရပေါ့စောရဒီအတွက်ပြောရမယ်ဆိုရင်ညီမဆက်ဖြေတော့95speak easy တက်ပြီးတော့125ရောက်သွားတာဟုတ်ညီမတင်ခဲ့တဲ့ဆရာမနဲ့ကတော့ဆရာမကရန် student တွေပေါ် focus ပေးတယ်ပြီးတော့အားနည်းချက်တွေကိုလည်းထောက်ပြပေးတယ်ပြီးတော့အဲ့ဒါကိုတိုးတက်ဖို့အတွက် learning method စီစဉ်ပေးတယ်ဆရာမကိုတော့အကုန်လုံးခြုံကြည့်မယ်ဆိုရင်တော့8 out of 10တော့ပေးလို့ရပါတယ်ဟုတ်ဒီကြီးကြီးရဲ့တကယ် cost duration အစစ်မှန်ဘယ်နှလတင်ရမှာလဲ6လပေါ့နော်အဲ့တော့ model တော့ကြတော့ဘယ်လောက်လောက်နဲ့ဖြည့်ခဲ့ရလဲ6လ4လနဲ့ဖြည့်ခဲ့ရတေချာ train ပြီးတော့4လလောက်ဝင်တယ်အဲ့ဒီတင်တာကပြီးဆုံးသွားပြီးတော့အဲ့ကျန်တဲ့5လ6လကျတော့အဲ့ somewhere ဖြည့်ရတော့တွင်ဖြစ်သွားပါတော့နော် BA ဆိုဖြည့်ရဖြစ်သွားပါလုံးဝအပြည့်ပဲ100%ပဲအဲ့ဒီအခုတက်ခဲ့တဲ့ဆရာကတော်တော်လေးကိုလုံးဝကောင်းပါတယ်လို့ဟုတ် teaching method တွေရောအရင် professional ဖြစ်တယ် vocabulary တွေဆိုလည်းအကုန်လုံးကိုဟုတ်နားလည်အောင်လုပ်ပေးရပေါ့နော်နားလည်အောင်လုပ်ပေးရနော်ဟုတ်အဲ့တော့ညီမတို့ကလို့ speaking ပိုင်းနဲ့ပတ်သက်ရင်သိနေပေမဲ့လုံးဝပြောမထွက်ရဲပေးနဲ့ confident မရှိဘဲနဲ့အဲ့လိုမျိုးဖြစ်ခဲ့ရပေါ့နော်အဲ့ဒါကြောင့်လည်း research ကတိတ်မကောင်းခဲ့ဘူးအဲ့တော့အဲ့ဒီဆရာမတွေနဲ့တက်ပြီးတော့လုံးဝကိုပြောတဲ့အပိုင်းရော writing ပိုင်းတွေရောလုံးဝတိုးတက်လာပြီးတော့အဲ့လိုတော်တော်တိတိတတ်တာလေးကိုပြောင်းလဲသွားရပေါ့နော်ဟုတ် during အခြေအနေလေးပေါ့နော်တက်နေစဉ်အတွင်းမှာကြတော့ဒီကျောင်းဘက်ကနေပြီးမှာပေါ့နော်ဒီ speak easy မှာ standardized assessment system ရှိရဆိုတော့လေကျောင်းဘက်ကနေပြီးမှာဘလို့တွေအပတ်စဉ်အပတ်တိုင်း queue site ပေးခဲ့လဲဒါလေးကိုတစ်ချက်လေး sharing လုပ်ပေးပါအောင်ကျောင်းဘက်ကနေပြီးတော့အဲ့တက်ရောက်ခါစားနေပြီးတော့ပတ်လောက်ဆိုရင်ကိုယ့်အခြေအနေကဘယ်လိုရှိလဲဆိုတော့ဒီ progress တွေလုပ်ပြီးရပြီးတော့ကိုယ့်ရဲ့ဘယ်ဘာသာအားနေလဲဘယ်ဘာသာပို့ပြီးတော့ပို့ဖိလို့ဖို့လုပ်နေလဲဆိုတဲ့ဟာတွေကပါအစားအကုန်လုံးပြည့်စုံအကုန်လုံးလုပ်ပြီးပေါ့နော်တောက်ပြီးပြအဲ့လိုမျိုးဆိုတော့ဘာကျောင်းဘက်ကလည်းတော်တော်လေးကို train ပေးရတယ်ပေါ့နော်ကျောင်းတဲ့ဘာသာတွေရတယ်အဲ့လိုမျိုး train ပေးပြီးတော့ကိုကပို့ပြီးတော့ဖိလုပ်လိုက်တဲ့အတွက်ကြောင့်ပို့ပြီးတော့လွယ်ကူသွားတယ်ခံစားရတယ်ပေါ့နော်။မာလီဒီကျောင်းရဲ့စာသင်ကြားမှုပုံစံကဘယ်လိုလေးရှိလဲပေါ့နော်ညီမလေးသဘောကျရဲ့လားရှင်။အတန်းစတက်နေမှာဆိုလို့ရှိရင်ဒီ area နေပြီးတော့ဒီ level test စစ်တယ်ပေါ့နော်။ level test စစ်ပြီးတော့ level ကနေပြီးတော့စပြီးတော့သင်ပေးတယ်ပေါ့။ပြီးရင်တခုရှိတာကကြတော့ဒီတင်နန်းစတက်ပြီးရက်တွေကလေးကနေပြီးတော့ကျောင်းအမားတွေကဖုန်းဆက်တယ်ပေါ့နော် customer care တခြားလုပ်ပေးပြီးတော့ဒီ chain နဲ့အဆင်ပြေရလားတင်လာရအောင်ဘယ်လိုရှိလဲတစ်ချိန်လုံးဖုန်းဆက်ပြီးတော့လိုက်ပြီးတော့စုံစမ်းပေးနေတော့ညီမဘက်ကလည်းလိုအပ်တာရှိရင်ပြောရတယ်ဗျအကုန်အဆင်ပြေတယ်မှာဟုတ်ညီမလေးအနေနဲ့အဆုံးသတ်မှာပြိတ္တကြီးကိုစကားလက်ဆောင်လေးပြောခဲ့ပေးပါအောင်ရှင်ဟုတ်တကယ်လို့ဒီ chilling ကိုဖြေဖို့ပဲဖြစ်ဖြစ်ဒီတခြားဒီ general English အတန်းလေးတက်ချင်တာပဲဖြစ်ဖြစ်ပေါ့ဒီ speak easy မှာတော့တော်တော်လေးကိုဟုတ်အဆင်ပြေပါတယ်လို့တဲပြီးတော့ဒီအမားတွေကတကယ်လေးကို view site ပေးပြီးတော့ပေါ့နော်အဲ့ဒီတကူကတကယ်ကောင်းတော့
စုံစမ်းကြည့်ပြီးတော့စိတ်ဝင်စားရင်ဒီမှာတက်ဖို့suggest လုပ်ပါတယ်လို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်